အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြန်လည် sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ဖုန်းမှာပေါ့နော် internet live ဆွဲအားတွေကြာနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီ internet live ဆွဲအားတွေပြန်ကောင်းလာအောင်ပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်း setting တွေမှာဘယ်လိုသွားပြီးတော့မှ setting ချင်ရမလဲဆိုတာဒီနေ့လားလေးကိုပေါ့နော်ကျွန်တော်ပြန်ပြီးတော့မှ sharing လုပ်ပေးသွားပါမယ်တကယ်လို့ကျွန်တော်ရဲ့မိတ်ဆွေကပေါ့နော် internet live ဆွဲအားခဏကြာနေတယ်ပေါ့နော် live ဆွဲအားမကောင်းဘူးဆိုရင်ပေါ့နော်မိမိရဲ့ဖုန်း setting တွေမှာသွားပြီးတော့မှ setting လေးတွေချိန်ပေးရပါမယ်ဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ဒီနေ့ဗီဒီယိုမှာပြန်ပြီးတော့မှ sharing လုပ်ပေးမှာမို့ကျွန်တော်နဲ့အတူတူဗီဒီယိုကိုအဆုံးထိကြည့်ပေးပါမိမိရဲ့ဖုန်းမှာပေါ့နော် internet live ဆွဲအားတို့ကြာနေတယ်ဆိုရင်ပေါ့နော်ပြန်ကောင်းလာအောင်လုပ်ဖို့ကအရင်ဆုံးဖုန်းရဲ့ setting တွေကိုအရင်ဆုံးဝင်ပေးရပါမယ်အခုလိုမျိုးပေါ့နော်ဒီနေရာလေးရောက်လာတယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ mobile network ဆိုတာရှိပါတယ်ပေါ့နော်ဆိုတော့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါပေါ့နော်ဆိုတော့ကျွန်တော်ဒီနေရာမှာစကားနည်းနည်းပြောချင်တယ်ဖုန်းတစ်လုံးနဲ့တစ်လုံးကမတူတာဖြစ်တဲ့အတွေ့ပေါ့နော် setting ပိုင်းတွေအနည်းငယ်ကွာခြားနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုပြပေးနေတဲ့ဖုန်းကတော့ Redmi ဖုန်းပေါ့နော်ဆိုတော့ကျွန်တော်နဲ့ဖုန်းအမျိုးအစားတူတဲ့လူကတော့ setting ပိုင်းတွေတူလိမ့်မယ်ပေါ့နော်ဖုန်းအမျိုးအစားမတူတဲ့လူတွေကတော့ဒါ setting ပိုင်းတွေအနည်းငယ်ကွာခြားနိုင်မယ်ပေါ့နော်ဆိုတော့အခုလိုမျိုးပေါ့နော်ဒီကျွန်တော်နဲ့တူတဲ့လူကတော့အခုလိုမျိုးဒီ setting လေးတွေ့တယ်ဆိုရင်ပေါ့နော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါပေါ့နော်ဆိုတော့ကျွန်တော်တော့နှိပ်လိုက်ပါမယ်အခုလိုမျိုးပေါ့နော်ဒီနေရာလေးရောက်လာတယ်ဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းမှာပေါ့နော် sim 2ရှိတယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့က internet သုံးတဲ့ sim card ကိုရွေးပေးရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေကပေါ့နော် sim 1သုံးတာလားဒါမှမဟုတ် sim 2သုံးတာလားပေါ့နော်ဆိုတော့ကျွန်တော်တို့သုံးတဲ့ sim card ကိုရွေးပေးလိုက်ပါ sim 1ဖြစ်ဖြစ် sim 2ဖြစ်ဖြစ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီမှာ sim 2နဲ့ပဲကျွန်တော်ပြပေးမယ်ပေါ့နော်အခုလိုမျိုးပေါ့နော်ဒီနေရာလေးရောက်လာတယ်ဆိုရင်ကျွန်တော်တို့ကပြည်နေရာနှိပ်ပေးရမလဲဆိုရင်ဒီမှာပေါ့နော်ဒီမှာ perfect network type ဆိုတာရှိပါတယ်ဆိုတော့အဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးပါOkay ဆိုတော့ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းမှာပေါ့နော် internet live ဆွဲအားတွေကြာနေတယ်ဆိုရင်ပေါ့နော် internet live ဆွဲအားကောင်းအောင်ပေါ့နော်ကျွန်တော်တို့ကဒီနေရာမှာရွေးပေးရပါမယ်ဆိုတော့ရွေးဖို့ဆိုရင်ဒီမှာ 2G ရှိတယ်ဒီမှာ 3G ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့က live အားအကောင်းဆုံးကိုရွေးမှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ကဒီမှာအမြင့်ဆုံးရှိတဲ့ဒီမှာ 3G ကိုရွေးပေးလိုက်မှာပေါ့နော်ဆိုတော့တချို့ဖုန်းတွေကဒီမှာ 4G 5G တွေရှိတယ်ပေါ့နော်ဆိုတော့ 4G 5G အထိရှိတဲ့လူကဒါကဏ္ဍအများဆုံးကိုရွေးပေးလိုက်ပေါ့နော်ဆိုတော့ကျွန်တော်မှာတော့ဒီမှာ 3G ပဲရှိတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒီတစ်ခုကိုပဲကျွန်တော်ရွေးလိုက်တယ်ပေါ့နော် Okay ဆိုတော့အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါပေါ့နော်Okay ဆိုတော့ကျွန်တော်တို့ကအခုလိုမျိုးရွေးလို့ပြီးသွားပြီဆိုရင်ပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းမှာကinternet live ဆွဲအားပေါ့နော်ဒါအရင်ကထက်ပိုပြီးတော့မှဒါ live ဆွဲအားကောင်းလာမှာပေါ့နော်ဆိုတော့အရင်တုန်းကကျတော့ဒါ live ဆွဲအားကကျွန်တော်တို့ဒါအမြင့်ဆုံးကိုမရွေးတာဖြစ်တဲ့အတွက်ပေါ့နော် live ထိတာတော့ဘာလို့ရှိမယ်ဆိုတော့အဲ့လိုမျိုးမဖြစ်အောင်ပေါ့နော်ကျွန်တော်တို့ကအခုလိုမျိုးရွေးထားတယ်ဆိုရင်ဒါကျွန်တော်တို့ရဲ့ဖုန်းမှာပေါ့နော် internet live ဆွဲအားကဒါအရင်ကထက်တိတိတတ်တာကိုပါပေါ့နော်ဒါ Facebook ပဲကြည့်ဒါဘာပဲကြည့်ပေါ့နော်ကျွန်တော်တို့ကမထစ်တော့ပဲနေပေါ့နော်ပပကောင်းမွန်ဒါအသုံးပြုလို့ရမှာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းပေါ့နော်ကိုယ့်ရဲ့ဖုန်းမှာ internet live ဆွဲအားတွေကြာနေတယ်ပေါ့နော် live မကောင်းဘူးဆိုရင်ပေါ့နော်အခုကျွန်တော်ပြသွားတဲ့ဗီဒီယိုအတိုင်းပေါ့နော်internet ဆွဲအားကောင်းအောင်ပေါ့နော်ပြန်ပြီးတော့မှလုပ်လို့ရပါတယ်